ဆန်းသောကြောက်တုံးတုံးသည်ကောင်းကင်ယံမှရုတ်တရက်ပြုတ်ကျလာခဲ့သည်ထိုကြောက်တုံးသည်မြေပြင်ပေါ်သို့ကျရောက်ပြီးနောက်ဆက်တိုက်ဆိုသလိုကြီးထွားလာပြီးခဏချင်းအတွင်းမှာပင်ကြီးမားသောစိန်တရက်တီးကြီးတစ်လုံးအဖြစ်သို့ပြောင်းလဲသွားခဲ့သည်၎င်း၏အက်ကွဲကြောင်းမှာဆွဲမက်ဖွယ်ကောင်းသောစိန်ရောင်ကြီးများတောက်ပလာသည်ထိုလမ်းမှဖြတ်သွားသောဆရာဝန်မလေးတဦးသည်၎င်းမှာဘာဖြစ်သည်ကိုသိလိုသဖြင့်ထိတွေ့ရန်စ조사လိုက်စဉ်အတွင်း၌ထက်မြက်သောမြားတစ်စင်ရှိနေသည်ကိုရုတ်တရက်တွေ့ရှိသွားခဲ့သည်သူမသည်နောက်ထပ်လှည့်၍ထွက်ပြေးခဲ့တော်လဲခြေလမ်းအနှဲငယ်ပင်မလန်းရသည်မိမြားဖြင့်ပြစ်ခတ်ခံလိုက်ရသည်ထို့နောက်မျက်လုံးများသဖွယ်အကြည့်အစူးစားသောမရေမတွက်နိုင်သည့်မြားများသည်ဒူမထံသို့တရက်ဆက်ပြေးဝင်လာခဲ့သည်ဆေးရုံအတွင်းရှိလူအများပြားမှလည်းဘာမှတုံ့ပြန်ခြင်းမရခင်မှာပင်ထိမှန်ခြင်းခံခဲ့ရသည်ဗီဒီယိုအတွင်း၌ပုံအောင်နေတော့လဲလွတ်မြောက်နိုင်ခြင်းမရှိခဲ့ပြီသို့သောထူးဆန်းသည်မှာထိုမြားများသည်လူ၏လေပင်ကိုသာပြစ်မှတ်ထားခြင်းဖြစ်သည်မြားမှန်သွားသောသူများသည်သွေးထွက်ခြင်းမရှိဘဲဖက်နှက်အလေးကြီးများကဲ့သို့မလုံမရက်ငြိမ်းသက်သွားကြသည်ခဏချင်းအတွင်းမှာပဲဆေးရုံရှိလူအလုံးနီးပါးထိုတတော်၏တပ်ဖြတ်ခြင်းကိုခံလိုက်ရသည်ခန်းမှာအလဲတွင်ရက်နေသောမိန်းကလေးငယ်တဦးမှလွဲ၍ကျန်သူအလုံးပါဝင်သည်ထိုများများသည်သူမကိုမှတ်မိနေတဲ့ကဲ့သို့တိုက်ခိုက်ခြင်းမပြုခဲ့ကြပြီထို့သောကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းကြောင့်မိန်းကလေးငယ်မှာကြောက်စိတ်ပင်ပျောက်ရှားသွားခဲ့သည်သူမသည်တုံရင်စွာဖြင့်ဆိုဖာဘေးတွင်ဒူးခေါက်ပုံအောင်နေခဲ့သည်မြားမမှန်သေးသောသူများသည်ထွက်ပြေးရန်ကြိုးစားနေကြသည်သို့သောတယောက်ကတော့ထူးခြားနေသည်သူသည်ဘေးပတ်ဝန်းကျင်မှအော်ဟစ်သံများကိုမကြားတဲ့ကဲ့သို့အိပ်ပျော်နေခဲ့သည်သူနိုးလာသောအခါကဘာပြတ်နေပြီဖြစ်ကြောင်းတွေ့လိုက်ရသည်ဆေးရုံအတွင်းရှိဆရာမွန်ချစ်စီလူနာဖြစ်စီလူတိုင်း၏လက်တွင်မြားတဆင်းစီရှိနေကြသည်ထိုအချိန်တွင်သူ့ကိုပြစ်မှတ်ထားနေသောမြားတဆင်းကိုသူတွေ့လိုက်ရသည်ဘိုးခင်ကိုပြစ်မှတ်ထားသောထိုမြားတွင်ဂျိုသားဗိုင်းရပ်စ်များပါရှိသည်၎င်းတို့သည်လူသားတို့၏အုံနောက်ကိုအလင်းအမြန်သိမ့်ပိုက်သည်မှတ်မိနှင့်ဘရင်အာယုံကျောစနစ်ကိုကျူးရွဲဝင်ရောက်ကြသည်သို့သောတဆုံတစ်ခုသောအကြောင်းပြချက်ကြောင့်ထိုခံညားသောအမျိုးသားပေါ်လာခြင်းတွင်ထိုတရဝါများသည်တဘာဝရန်သူနှင့်တွေ့လိုက်တဲ့ကဲ့သို့ကြောက်ရွံ့သွားကြသည်ကြီးမားနေသောစိန်တရတီးကြီးလည်းအလင်းအမြန်ပြန်လဲသေးငယ်သွားသည်တိမ်တိုက်များနောက်တွင်ပုံကွယ်သွားခဲ့သည်ဂျိုသားရင်က၎င်းကိုအာဃာတထွယ်သို့ပြန်လဲတည်ဆောင်သွားခဲ့သည်နာကျင်မှုဝေဒနာခံစားနေရသောလူနာများအတွက်တနာစပွဲပင်ယောဂမပြောက်ကင်းသေးခင်မှာပင်လူသားတို့၏နှလုံးသားများမှာထုတ်ယုတ်ခြင်းခံလိုက်ရလေပြီ